ဒုတိယမတိစိတ်ကိုထင်းချုပ်ပြီးဒေါ်လာတန်းချီလိန်ယူသွားတဲ့ကဘာဂျိုလူလိန်ဇလန်ဆာမှာတော့ကျွမ်းကျင်တဲ့လူလင်တယောက်ဖြစ်တဲ့နီကီယာသူ့တပိတ်မလေးဂျက်နဲ့အတူအမေရိကန်ဘောလုံးမတစ်ခုကိုရောက်ရှိနေပါတယ်နီကီကပွဲကိုစက်မဝင်စားပဲပွဲကြည့်စင်ဘောကလူတွေကိုလိုက်ကြည့်ရင်ဂျက်နဲ့အပြောသဘောလောင်ကျစ်တစ်ခုထလိုက်ပါတယ်အဲ့ဒီမှာတဲ့သူတို့ဘေးနာကလူဝမ်ဆိုတဲ့လောင်စားဝါဒနာဦးတထေးကြီးကစိတ်ဝင်စားသွားပြီးတူပါလောင်ကြီးထပ်မှဆိုပြီးဝင်ပါလာပါတော့တယ်စာပိုင်းမှာတော့$10တဲ့အပြောသဘောပါပဲဒါပေမဲ့လူလင်တို့ရဲ့ထုံးသက်တိုင်းနီကီယာတမင်ကအရှုံးပေးလိုက်ဘန်နာလိုက်နဲ့လူဝဲစစ်ကိုဆွဲဆောင်ပါတော့တယ်$10ကနေ$1000နေ$900အဲ့ဒီကနေမှ$5000ထိကြေးတွေမြင့်တက်လာပါတယ်နီကီဟာဇက်တိုက်ရှုံးနေတဲ့ဟန်ဆောင်ပြီးသူ့ရှိမှရှိသမျှ$1တန်းထိပေါ်အော်လိုက်တဲ့အခါမှာတော့ just တယောက်တွေးပြတ်မတက်ဖြစ်သွားပါတယ်ဒီပွဲမှာအဆုံးဖြတ်အနေနဲ့ဖဲချက်ဆွဲကြရမှာလူဝမ်ကငါကနန်းကိုဆွဲမိလိုက်ပြီးနိုင်မှု100လောက်ရှိနေပါပြီနီကီဆွဲလိုက်တဲ့ဖဲချက်ကတော့3ကနန်းဖြစ်နေလို့သူပါဆန်မဲ့ပတ်စံတွေအကုန်ရှုံးသွားပါတော့တယ်ဒါပေမဲ့ဒါဟာဇက်ရှင်မြင့်လိုက်တာပါပဲနီကီကမကျေနပ်တဲ့ပုံစံနဲ့လူဝမ်ကိုထပ်ပြီးစိန်ခေါ်လိုက်ပါတယ်နောက်ထပ်2တန်းကြီးထပ်လောက်မယ်ဒီတစ်ခါစီးကန်းကယူကျင်စရာပါပဲလူဝမ်အနေနဲ့ကွင်းတွေကကစားသမားပေါင်းများစွာတွေကကြိုက်တဲ့တယောက်ကိုစိတ်ကြိုက်၍ဂျက်ကအဲ့ဒီကစားသမားရဲ့ကျွန်းနံပါတ်ကိုမှန်ကန်ဟောရမယ်ပွဲပဲဖြစ်ပါတယ်ဖြစ်နိုင်ကြီးတုံညပါပဲဂျက်ကထွက်ပြေးဖို့လုပ်ပေမဲ့နေကီကသူ့ကိုနစ်တိုင်ပြီးကွင်းထဲကိုကြည့်လိုက်နစ်စိတ်ထဲမှာပေါ်လာတဲ့ကနန်းကိုသားရေးကြီးပြောလိုက်လို့မှာပါတယ်လူကမှန်မြောင်းနဲ့ကြည့်ပြီးကစားသမားတယောက်ကိုရွေးလိုက်တယ်ဂျက်ကလည်းကွင်းထဲကိုဝဲတီဗီသူ့ဆွေတဲ့ပေါ်လာတဲ့နံပါတ်55ကိုဖြေလိုက်တဲ့အခါမှာတော့အဖြေကမှန်နေခဲ့ပါတယ်သူတို့တွေ$တန်းချီပြီးနိုင်သွားခဲ့ပါပြီဒီလောက်ခက်ခဲတဲ့အဖြစ်ကို just ကဘယ်လိုလုပ်တီးလိုက်တာလဲကားပေါ်ရောက်တော့မှနီကီကလျှို့ဝှက်ချက်ကိုဖွင့်ချပါတယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးလူဝမ်ဟိုတယ်ကဆင်းလာကြတဲ့ကသူတို့ဖွင့်ဟာနေရာတိုင်းမှာ55ဆိုတဲ့ကနန်းကိုမြင်အောင်ပြထားခဲ့တာပါလုံခြုံရဲ့ရင်ဘက်မှာ55လမ်းဘေးဆိုင်းဖို့မှာ55ဓာတ်တိုင်မှာ55အဆိုးဆုံးကတော့လူဝမ်စီးလာတဲ့ကားပေါ်ကတချင်းတန်စင်ထဲမှာ55ဆိုတဲ့စကားလုံးကို124တိတိထည့်သွင်းပြီးဖွင့်ပြထားခဲ့တာပါဒါကြောင့်လူဝမ်ကွင်းထဲရောက်ပြီးမှန်မြောင်းနဲ့ကြည့်တဲ့အခါသူ့အုံနောက်ကလိုလျောက်55ဝတ်ထားတဲ့ကစားသမားစီကိုပဲရောက်တော့အောင် focus လုပ်ပြီးသားဖြစ်နေတာပါဒါဟာလူတယောက်မသိစိတ်ကိုထိမ့်ချုပ်ကစားလိုက်တဲ့ပညာတစ်ခုပါပဲဒီကိစ္စပြီးတော့ just တယောက်နီကီကိုအရင်ထင်ကြီးပြီးချစ်မိသွားပါတယ်သူတို့နှစ်ယောက်ဆက်လက်ပြီးကြီးမားတဲ့ခွေးမှုတွေလောက်ကြပါတယ်နီးပညာမေကင်မရာတွေသုံးပြီးဖဲဝိုင်းဒီမှာလိန်နာ ATM စတူတွေသုံးပြီးပနမတ်ခိုတာပွဲလက်သဘင်ဒီမှာအာယုလွဲပြီးပတ်စံအိတ်နိုင်တာလုံးရင်တပတ်အတွင်းဒီလိုမှ2တန်းလောက်ရှားနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ပျော်ရွှင်စရာနေ့ရက်တွေမကြလိုက်ပါဘူးနီကီရဲ့အဖေတင်မိခဲ့တဲ့တင်ငန်းသားတစ်ခုရှိပါတယ်ဒီလောကမှာလောင်းသားမရှိဘူးအချစ်မရှိရဘူးဆိုတာပါပဲနီကီဟာတိစီမင်းတိုင်း desk ကိုဝေယူ$8000ထုတ်ပြီးလမ်းခွဲစကားပြောလိုက်ပါတယ်ဂျက်ခင်ဗျာဝဒီချက်မှလည်းကျင်းနေခဲ့ရပါတယ်သူမရှိတဲ့ဘောမှာနီကီပဲအထီးကျသွားကျင်းရခဲ့ရတာပေါ့3နှစ်ကြာပြီးတဲ့နောက်နီကီဟာပြန်ကားလောကမှာအလုပ်ခုရသွားခဲ့ပါတယ်ပြန်တိုင်းကအသင်းမှချင်းဂျော့ဆိုတဲ့သူကပြန်ပတ်အသင်းကိုဒုက္ခပေးဖို့နီကီကိုငှားလိုက်တာပါနီကီရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ဂျော့နဲ့ရန်ဖြစ်ပြီးအလုပ်ထုတ်ခံရသလိုဟန်ဆောင်မဲ့ပြီးရင်ပြန်ပတ်အသင်းစီသွားပြီး EXR ဆိုတဲ့ပြန်ကား software အတူကိုတွားရောက်စားမဲ့အကွက်ပါဒါပေမဲ့ပါတီဝက်တစ်ခုမှမထင်မှတ်ထားတာဖြစ်လာပါတယ်လေကားတဲ့ဘောကအနီယာဝတ်စုံနဲ့ဆင်းလာတဲ့မိန်းကလေးကတော့သူ့ရဲ့ချစ်သူဟောင်း That's ပါပဲရင်လာစရာကောင်းတာက Just ဟာအခုလက်ရှိသူအလုပ်လုပ်ပေးနေတဲ့ George ရဲ့ချစ်သူဖြစ်နေတာပါနီကီတယောက်ဒေါသထွက်ပြီးအရက်တွေတောက်က George နဲ့တကယ်ကြီးရဖြစ်ပါတော့တယ်ဒါပေမဲ့ professional ပီတာသာပဲခန်းစားချက်ကိုဘေးပြတ်ပြီးသူ့အလုပ်သူဆက်လုပ်ပါတယ်ပြန်ပတ်အသင်းတိုင်းကိုစောဝတ်တူတွေလာရောက်ပြီးယူရိုတန်ပေါင်းများစွာရှာဖွေခဲ့ပါတယ်ဇက်သိန်းမှာတော့နီကီဟာပတ်စံတွေရပြီးထွက်ပြေးဖို့လုံတုံးဂျက်ကရောက်လာတော့အတူပြေးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ George ရဲ့လက်မရတဲ့မှာကသူတို့ကိုဖမ်းမိသွားပါတယ် George ကအရန်ဒေါသထွက်နေပါတယ်ဘာလို့လဲဆိုတော့နီကီကပြန်ပတ်တွေကိုစောဝတ်အတူရောင်းခဲ့တာမဟုတ်ပဲအစ်စ်ကိုရောင်းခဲ့လို့ပါနီကီကိုတတ်ဖို့ George ကသူ့ရဲ့လူယုံဘတ်တလာကြီးကိုမိတ်ပေးလိုက်ပါတယ်ဘတ်တလာကြီးကတနက်ထုတ်ပြီးနီကီရဲ့ရင်ဘတ်တက်ကိုပစ်ထည့်လိုက်ပါတယ်ဒီနေရာမှာလူကြီးမင်းတို့မထင်မှတ်ထားတဲ့အလဲပြောင်းတစ်ခုရှိလာပါတယ် George ကလူတက်မှုဖြစ်သွားပြီဆိုပြီးကြောက်ရတဲ့ကြပြေးသွားတဲ့အချိန်မှာပြစ်လိုက်တဲ့ဘတ်တလာကြီးကနီကီနားကိုအေးဆေးရှောက်လာပါတယ်တကယ်တော့ဒီဘတ်တလာကြီးဟာနီကီရဲ့အဖေဖြစ်နေတာပါသူဟာတနက်ကိုနှလုံးထိအောင်မပြစ်ပဲအသက်မသေးအောင်ကျွမ်းကျင်သောပြစ်ခတ်ခဲ့တာဖြစ်ပြီးစီးဘက်ဆိုင်ရာနီလန်းအနေနဲ့နီကီကိုအသက်ကယ်တင်လိုက်ပါတယ်နောက်ဆုံးမှာတော့နီကီရဲ့အဖေကဂျော့စီကရတဲ့ပတ်စံတွေအကုန်ယူပြီးထွက်သွားပါတယ်တားဖချင်းတော့စီးပွားရေးကစီးပွားရေးပါပဲဒါပေမဲ့နီကီနဲ့ဂျက်ကတော့အချစ်စစ်ကိုရှာတွေ့ပြီးပြန်မောင်းထုတ်သွားကြပါတယ်ဆေးကိုသွားနေတော့ဂျက်ကပြုံးမြုံလေးသူ့လက်ထက်ကအရာတစ်ခုကိုပြလိုက်ပါတယ်အဲ့ဒါကတော့ဂျော့ရဲ့လက်ကောက်ဝတ်ကနေသူမတိမတာခွေးလာတဲ့$2သိန်းနဲ့နိုင်လေးပဲဖြစ်ပါတယ်လူလေးနှစ်ယောက်ပေါင်းမိသွားတဲ့အခါဘယ်တော့မှငတ်မှာမဟုတ်တော့ဘူးဆိုတာသက်သေပြရင်ဇလန်လေးကပြီးဆုံးသွားပါတော့တယ်